အခုပိုက်ကင်လေးဖောက်ပြီးသွားပြီဆိုရင်ဒီလိုလေးထွက်လာမှာပေါ့နော်ဒါလေးကကြတော့ဒီကနေ့ပထမလေးပြီးရင်ကျွန်တော်တို့ဒီမှာဆိုရင်ဓာတ်ခဲတွေပါထည့်ပြမယ်ပြီးဒီ box လေးထဲမှာဘာလေးတွေပါလဲဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ဒီမှာနောက်ထပ်ခေါင်းလေးပါသေးတယ်ဒီခေါင်းကဘာလို့ပို့လဲဆိုကျွန်တော်လုံးဝအပြောင်ရှင်းနေတာအမွေအတူလေးတွေကအစားလုံးဝအပြောင်ရှင်းနေတာဆိုရင်ဒီခေါင်းလေးနဲ့ရေးလို့ရတယ်ဒါဆိုရင်ဒါကမပြောင်လားလို့မေးလိုက်မယ်နော်ဒီဟာလေးကကျတော့ဒီရဲ့ဒီမှာဓာတ်သွားတေးသေးလေးဒီဓာတ်သွားတေးသေးလေးအမွေလေးကျန်တယ်အဲ့ဒီအမွေကိုအပြောင်ရေးချင်တယ်ဆိုဒါလေးနဲ့ရိမ့်မှရမှာဒါပေမဲ့ကျွန်တော်မများတော့ဒါတို့လုံးဝပြောင်တလောက်ဖြစ်နေပြီပေါ့နော်တချို့ထပ်ပြီးတော့လှုပ်ချင်တယ်ဆိုလို့ရှိရင်ခေါင်းပြောင်းလို့ရတာကိုပြောပြတာပြီးရင်ဒီမှာကျွန်တော်တို့ဓာတ်ခဲလေးပါမယ်ဒါကကြတော့ကျွန်တော်တို့ဒီပုံစံပေါ့နော်ဒီအမွေအရှည်နည်းနည်းလေးရှည်ထားခြင်းတယ်ဆိုရင်ဒါလေးကိုတက်လို့ရတယ်ဒါဒီလိုလေးတက်လိုက်အောင်မယ်ဒီမှာနော်ဒီလိုလေးတက်ရင်ဒီအမွေအရှည်လောက်ခြံနေပေါ့နော်တချို့ကြတော့အပြောင်ကြီးမရိပ်ချင်ဘူးဆိုအဲ့လိုလေးသုံးလို့ရတယ်ဟာသူကဒီမှာဆိုရင်မီလီမီတာ2ခုပါတယ်သူကဒီမှာ medium နဲ့ large နဲ့ဒါကကြတော့အရှည်ဒါလေးကကြတော့ medium large ဒါကကြတော့ကျွန်တော်အတူဆုံး small ဖြစ်သွားမှာပေါ့နော်အဲ့လိုလေးပါဒါသူ့ကိုထည့်လို့ရမယ်အိတ်လေးပါတယ်အိတ်လေးဒါကကြတော့ကျွန်တော်တို့ဒီလို6ဒီ brush လေးပါတယ်ပေါ့နော်ဒီ brush လေးပါတယ်တန်ရှင်းလို့ brush လေးပါတယ်ဒါတော့တခဲလေးကိုထုတ်ပြီးတခဲလေးကတော့ပါထားလေးတာဒီတခဲတစ်လုံးအေကာလိုင်းဆိုပြီးကျွန်တော်တစ်လလောက်သုံးလို့ရတယ်အဲ့တော့ကျွန်တော်တခဲထည့်ပြမယ်ဒီမှာ3ကံပုံ2ခုလေးကိုတက်တက်လေးသွားလုပ်လိုက်လှည့်ပြီးသွားရင်ဆွဲဖြုတ်လိုက်အောင်မယ်နော်အဲ့ဒီမှာကျွန်တော်တခဲလေးကအပေါင်းအနှုတ်ရေးထားပြီးသားတချို့ကကျတော့ပြောင်းမြန်ထည့်ပြီးသွားတာအဲ့ဒါဆိုရင်တော့လာမှာမဟုတ်ဘူးပေါ့အဲ့တော့ဒီမှာပါဝါလာမှာမဟုတ်ဘူးပေါ့နော်အခုအတဲလေးပဲကျွန်တော်ထည့်လိုက်မယ်ထည့်ပြီးတော့ပြန်တက်ရင်လည်းလွယ်လွယ်လေးပဲဒီမြားနှစ်ခုကိုတန်းတန်းလေးတက်လိုက်တန်းတန်းလေးတက်ပြီးရင်ကျွန်တော်ပြန်လှည့်လိုက်အောင်မယ်ဒါလေးပဲနော်အဲ့တော့ကျွန်တော်ဒီမှာပါဝါ online မယ်အတန်လေးကလည်းငင်းငင်းနော်အဲ့မဲ့ရှေ့တလုံးမွေးဂျိုင်းမွေးအကုန်လုံးပေါ့နော်ကိုယ့်ရဲ့ဘီကနီလိုင်းတွေအကုန်လုံးရိပ်လို့ရပါတယ်ပြန်ခေါင်းလေးဘယ်လိုပြောင်းလာလဲဆိုသူခေါင်းလေးမှာလည်းဒီမှာမြားလေး3ကံပုံမြားလေးပါတယ်အတူတူသွားပြီးတော့ဒီမှာခေါင်းလေးချင်းဆိုင်လိုက်ရင်ဖြုတ်လို့ရသွားပြီအဲ့ဒါကိုကျွန်တော်တို့ပြန်တက်တဲ့ခါကျရင်လည်းဒီမှာကျွန်တော်3ကံပုံဒီပေါ်လေးကိုကျွန်တော်တက်လိုက်အောင်မယ်ဒီမှာတက်ပြီးရင်ကျွန်တော်ဒီမှာလှည့်လိုက်ဒီအထစ်လေးနဲ့ဒီ3ကံလေးနဲ့တဲ့သွားရင်ဆိုရပြီဒါလုံးဝအပြောင်ရှင်းတဲ့ဟာဒါလေးလည်းဝင်ပြပေးမယ်ဟိုဒါလေးကဒီလိုက်ပြီးတော့ဖိပြီးတော့သုံးမှာပါပေါ့နော်ဒါလေးကတော့အာမခံ2နှစ်နဲ့တူကျွန်တော်တို့ရှိမှာအချိန်စောင့်စားမလို့ပဲနဲ့ install ဝယ်ယူရရှိနိုင်ပါတယ် Philips BRT 383 model ဖြစ်ပါတယ်